မိမဘိုက်ကြီးနေလို့နေဆိုင်ပဲလုံးမယ်ကိုထိုင်းလို့ဘယ်လိုပြောလို့ရလဲရှင်တဲ့ထိုင်းစကားလေးတွေတူတူလိုက်လေ့လာကြည့်ရအောင်နော်ဗီဒီယိုတိုင်းကလိုအပ်တဲ့သူတွေအတွက်အကျိုးရှိမယ်လို့ထင်တယ်နော်โอเคစလိုက်ရအောင်မိမဘိုက်ကြီးနေလို့အဲ့ဒါကိုထိုင်းလို့ပြောမယ်ဆိုရင်မိမကိုပုံမှန်နေထားပဲမိမလို့ပဲပြောမယ်ဆိုရင်မီယာဆိုပြီးတော့သုံးပါတယ်ကိုကအဲ့လိုမျိုးမဟုတ်ဘူးလူတကာကြားမှာပြောတဲ့ခါကြလို့ရှိရင်ယဉ်ကျေးစေအောင်လို့ဇနီးဆိုပြီးတော့သုံးလို့ရတယ်ပေါ့နော်အဲ့ဒါကိုဘယ်လိုသုံးလဲဆိုရင်တော့ဖလာယာဆိုပြီးတော့သုံးပါတယ်နောက်တစ်ခုကကြတော့ဘိုက်ကြီးတာကိုပုံမှန်နေထားပဲပြောမယ်ဘိုက်ကြီးတယ်ဆိုရင်ထောင်းတော့မဟုတ်တန်းထောင်းဆိုပြီးတော့လည်းပြောလို့ရတယ်ခုနကပြောတဲ့အတိုင်းပဲလူတကာကြားမှာယဉ်ကျေးတဲ့စကားလုံးသုံးချင်တယ်ဆိုရင်အဲ့ဒါကိုတန်းခန်ဘိုက်ကြီးရယ်တန်းခန်ကိုဝင်ရှိတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်တန်းခါတော့ပြောလို့ရပါတယ်ယဉ်ကျေးတဲ့အနေထားနဲ့သင်ပေးပါမယ်နော်ဇနီးဘိုက်ကြီးနေတယ်ဇနီးကိုဝင်ရှိနေတယ်အဲ့ဒါကိုပြောမယ်ဆိုရင်ဖလာယာတန်းခန်ဆိုပြီးတော့သုံးပါတယ်ဒုတိယစာကြောင်းကကြတော့နေ့ဆိုင်ပဲလုပ်မယ်လို့ပြောချင်တယ်ဆိုရင်กะกลางวันกะเดียวจะทำกะกลางวันกะเดียวနေ့ဆိုင်ဒီဇိုင်းပဲလုပ်မယ်ဆိုတဲ့ပုံစံမျိုးနဲ့သုံးလို့ရပါတယ်ရှင်အဲ့တော့စာတန်းတစ်ခုဆက်လိုက်မယ်ဆိုရင်ภรรยาตั้งครรภ์อยู่ครับจะทำแค่กะกลางวันอย่างเดียวครับภรรยาตั้งครรภ์อยู่จะทำแค่กะกลางวันกะเดียวครับเดี๋ยวသုံးလို့ရပါတယ်ရှင်